အားလုံးမင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဒီကိုယ့်ရဲ့ကွန်ပျူတာမှာရှိတဲ့ဒီ mouse pointer လေးပေါ့နော် mouse pointer လေးကိုအခုလိုပုံစံမျိုးလေးပြောင်းလဲခြင်းနေဆိုရင်ဘယ်လိုပြောင်းရမလဲဒါလေးကိုပြောပြပေးမှာဖြစ်ပါတယ်เนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့ Wi-Fi ချိတ်ထားဖို့လိုပါတယ်เนาะ Wi-Fi ချိတ်ထားရမယ် Wi-Fi ချိတ်ထားပြီးပါပြီဆိုရင်ကျွန်တော် Google browser တစ်ခုပေါ့เนาะတစ်ခုတည်းကိုဝင်လိုက်မယ်အဲ့လို့ရှိရင်ကျွန်တော်တို့ဒီမှာ Google မှာအဲ့ဒီမှာRW ပေါ့နော်ဒီမှာကျွန်တော်ကတော့ရိုက်ထားပြတယ်ဒီမှာရိုက်ပြပါနော်မှာ RW ပေါ့နော် RW ရိုက်ရတဲ့မှာ RW designer ဆိုတာရှိတယ်လေအဲ့ဒီ RW designer ရိုက်ပြီးသွားရင်ကျွန်တော် enter လေးပေးလိုက်ဒါဆိုရင် Google မှာဒီမှာ RW designer သူ့ရဲ့เนาะ website လေးเนาะတွေ့ရပြီဒီကောင်လေးเนาะအဲ့ဒါတွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဝင်လိုက်ပြီဆိုရင်ဒီမှာဒီလိုပုံစံလေးတွေတွေ့ရပြီအဲ့ဒီမှာကျွန်တော်တို့က gallery เนาะ gallery ထဲဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ဒီမှာပုံစံမျိုးရှိပါတယ်เนาะပုံစံမျိုးရှိပါတယ်ကျွန်တော်တို့ဘယ်ပုံစံလေးတွေကိုလိုချင်တာလဲကိုလိုချင်တဲ့ပုံစံလေးတွေကိုဒီနေရာမှာတွားပြီးတော့ယူလို့ရတယ်ပေါ့เนาะရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုဒီထဲမှာမကြိုက်သေးဘူးဆိုကျွန်တော်တို့လိုချင်တဲ့ဟာတွေဒီမှာစာရိုက်ပြီးတော့လည်းရှာလို့ရတယ်เนาะဒီထဲမှာစာရိုက်ပြီးတော့ကိုလိုချင်တဲ့ပုံစံလေးတွေကိုရလိုက်ပါအဲ့ဒါဆိုရင်ထွက်လာနေမှာပေါ့နော်။အဲ့လိုက်မှာကဲလောလောဆယ်မှာကျွန်တော်ဒီထဲမှာရှိတဲ့ဟာလေးကိုနမူနာယူပြောပြပါပေါ့နော်။ကဲဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးပေါ့။ဒီကောင်လေးယူမယ်ဆိုရင်သူ့နှိပ်လိုက်ပါ။ဒါဆိုရင်နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးထွက်လာပြီနော်။မျိုးထွက်လာပြီဆိုလို့ရှိရင်အဲ့ဒီမှာသူ့ရဲ့ဒီအောက်ဒီမှာလည်းရှိသေးတယ်ဗျ။ဒီမှာကြည့်လိုက်။နော်ပုံစံလေးတွေအမျိုးမျိုးရှိပါသေးတယ်။နော်ကိုလိုချင်တဲ့ပုံစံလေးတွေကိုအဲ့ဒီမှာတွားပြီးတော့ရှာယူလို့ရတယ်ပေါ့နော်။အဲ့ဒါပုံစံအမျိုးမျိုးရှိတယ်အများကြီးပဲနော်။ဟုတ်ပြီလို့ဆိုကျွန်တော်တို့မှာနည်းနည်းအချိန်ကြီးကြမ်းကြမှာဖြစ်တဲ့အတွက်ဒီကောင်လေးလည်းမစိုးပါဘူး။နော်ဒီကောင်လေးလည်းမစိုးဘူး။ရတယ်။ကိုလိုချင်တဲ့ပုံစံလေးတွေအဲ့ဒီမှာတွားရှာလို့ရတယ်။အဲ့ဒီမှာဒီကောင်လေးတစ်ချက်နှိပ်ကြည့်မယ်ဗျာ။ဒီကောင်ဝင်လာခဏပိတ်လိုက်နော်။အော်ဒီမှာရလာပြီဆိုရင်ဒီကောင်းကိုကျွန်တော်တို့ဒီနေရာမှာပုံစံလေးတွေထပ်ပြီးတော့တွေးရတယ်ဟိုအများကြီးတွေးရတယ်အများကြီးတွေးရအောင်နော်အများကြီးတွေးရတယ်ဆိုရင်အဲ့ဒီမှာဗာလေးယူပြလိုက်မလဲဆိုဟုတ်ပြီဒါလေးပဲထားပါတော့ကိုကြိုက်တာယူလို့ရတော့ဗောဗျာပြောချင်တာတော့ဒီမှာလည်းထပ်ရှိသေးတယ်နော်အများကြီးပါပဲဒီမှာလည်းရှိတယ်ဟုတ်နော်အဲ့ဒီထဲမှာတို့ download ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုရင် download เนาะ start download ကိုနှိပ်မယ်ဒါဆိုကျွန်တော် download ပြီးသွားပြီဒါဆိုပိတ်လိုက်ကျွန်တော်ဒီကောင်လည်းလုံးဝပိတ်လိုက်တော့မယ်เนาะဒီ browser လည်းပိတ်လိုက်အဲ့တော့ကျွန်တော်တို့ download ဆွဲထားပြီးတဲ့ဟာကိုကျွန်တော်ကွန်ပျူတာထဲဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ download ဆိုတဲ့ string ချဲလိုက်မယ် download ဆိုတဲ့ထဲကိုဝင်လိုက်မယ်ဝင်ပြီးသွားကျွန်တော်တို့ download ဆွဲထားတာလေးကဘယ်နေရာမှာလေးလဲဆိုအဲ့ဒါဒီမှာပေါ့เนาะဟုတ်ပြီလားဒီကောင်လေးပေါ့ဒါတွေကပရမတ်ကျွန်တော် download ဆွဲထားတာလေးတွေလုပ်ပြတာเนาะကဲဒီကောင်ကိုကျွန်တော်တို့ကဒီ file ကိုဖြည့်လိုက်မယ်ဗျာ right click extract ဟာနဲ့ဖြည့်လိုက်မယ်เนาะဖြည့်လိုက်မယ်ဟုတ်ပြီ yes ပေါ့เนาะ yes to all နဲ့ပဲပေးလိုက်တော့ကဲဒါဆိုအားလုံးဖြည့်ပြီးသွားပြီဖြည့်ပြီးသွားဆိုရင်ဒီမှာเนาะဒီလိုလေးတွေထွက်လာပြီဒီမှာ spider head spider normal ဆိုတော့ okay ထားပါတော့ကဲအဲ့ဒီမှာကျွန်တော်ကဟုတ်ပြီ spider okay เนาะဒီကောင်လေးဒါတွေအားလုံးကို copy ကူးလဲရတယ်เนาะဒါပေမဲ့ဒီတစ်ခုပဲ copy ကူးပြလိုက်တော့မယ် right click ပြီးရင် copy ကူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ညမှာ dpc ဆိုတာရှိတယ် dpc လေးကိုနှိပ်လိုက် dpc ကိုနှိပ်ပြီး dpc တဲ့ကိုထပ်ဝင်ပြီးသွားရင်ဒီအဲ့ dpc ရဲ့ဒီညမှာ window ဆိုတာရှိတယ် window ထဲကိုထပ်ဝင်ပါ window ထဲဝင်ပြီးွားရင်အဲ့ဒီမှာ cursor ဆိုတာရှိတယ် cursor ထဲကိုထပ်ဝင်နော် cursor ထဲကိုထပ်ဝင်ပြီးွားရင်ဒီနေရာမှာ right click နှိပ်မယ် PSCE pass ဆိုတာလေးကိုနှိပ်ပြီးလိုက်ပြီးရင်ဒါမျိုးပေါ်ရင် continue ဆိုတာကိုနှိပ်မယ်ခဏစောင့်မယ်ဒါဆိုရင်ဒီမှာဝင်သွားပြီနော်ဒီမှာဝင်သွားပြီဆိုတော့ဒါဆိုပိတ်လို့ရပြီပိတ်မယ်ပိတ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့MOU ဟုတ်ပြီ mouse တင်ပေါ့နော် mouse တင်လေးကိုဝင်လိုက်မယ်
mouse တင်တဲ့ဝင်ပြီးရင်ဒီမှာ additional mouse option ဆိုတာတွေကိုထပ်ဝင်မယ်ထပ်ဝင်ပြီးဒီနေရာမှာ pointer ဆိုတာလေးရှိတဲ့ pointer လေးကိုနှိပ်မယ် pointer လေးကိုနှိပ်ပြီးပါလို့ရှိရင်ဒီမှာအောက်မှာရှိတဲ့ browser ဆိုတာလေးထပ်ဝင်လိုက်မယ်ဒါဆိုရင်ခုနကတော့ကျွန်တော်တို့ထည့် copy နဲ့ copy ကူးပြီးထည့်ထားတဲ့ကောင်လေးကိုကျွန်တော်တို့လိုက်ရှာမှာပေါ့နော်ဒီနေရာမှာလဲဆိုရင် spider ဆို s အုပ်စုမှာပေါ့s အုပ်စုမှာရှာလိုက်မယ် okay s အုပ်စုတော့ရောက်လာပြီဒါပေမဲ့မတွေ့သေးဘူးထပ်ရှာလိုက်တဲ့အခါမှာ okay เนาะဒီမှာเนาะ spider working ဟုတ်ပြီအဲ့ဒါလေးနှိပ်လိုက်မယ်နှိပ်ပြီးရင် open เนาะ open ဟောဒီမှာရပြီเนาะမရပြီဆိုကျွန်တော်တို့ apply ပေးလိုက်ပါဒါဆိုကျွန်တော်တို့ရဲ့ mouse လေးကဒီလိုမျိုးလေးဖြစ်ပါเนาะပြီး okay ပေးလိုက်ရပြီဒါဆိုရင်ဒီမှာပိတ်လိုက်အဲ့တော့ကျွန်တော်တို့ mouse လေးကဒီလို spider ပုံလေးနဲ့ဖြစ်သွားပြီပေါ့နော်ဒီမှာဒီသွားspider ပုံလေးနဲ့ရသွားပြီကဲဒီလိုဒိုင်းလေးအဆင်ပြေပါမယ်ဒီဒိုင်းလေးလိုက်လို့ကြည့်ပါအားလုံးအဆင်ပြေသွားပါလိမ့်ဒါဆိုရင်ဒီမှာ spider ပုံလေးနဲ့okay ပါ